မင်္ဂလာပါရှင်မေဒီရီခိတ်ဆန်ဘက်ကရီမှပြန်လည်ကြိုဆိုပါရရှင်မိမိတို့အခုသွားတဲ့ပို့ဆောင်မလေးကတော့ပဲခူးတိုင်းဒေသကြီးလဗရန်မြို့နယ်ခမုံစိတ်အုပ်စုကမ်းနားမှာနေထိုင်နေချစ်ရတဲ့ဖေဖေနဲ့မေမေရဲ့မင်္ဂလာနှစ်ပတ်လည်နေ့အထိမ်းအမှတ်တွက်ပါဆိုပြီးတော့စွတီဟုံးတစ်စိတ်စပလိန်မှုရကြီးနဲ့မှုရအစောခေါင်းအစောဖလုံးအစောအစုံပါဝင်တာလေးမှာယူထားတာလေးကိုတောင်းရပို့ဆောင်ပေးမှလေးပဲဖြစ်ပါရရှင်မိမိတို့ဘက်ကနေပြီးတော့အိမ်အယောင်အိမ်မော်အထိတခါတဲ့အပီးတင်ပေးတဲ့ဝန်ဆောင်မှုလေးပဲဖြစ်ပါရရှင်ဘယ်သူတွေဖြစ်မလဲဆိုတာကိုတော့မိမိနဲ့အတူရင်ခုန်စွာလိုက်ပဲကြည့်ကြည့်ပေးကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင်ရှောက်ဒီမစားနေတဲ့အဖေနဲ့ပြောတဲ့စကားတွေဘခက်ကလေးလွယ်ပြီးတော့မအိတ်သေးဘူးလားတဲ့အမေမြင်နေတဲ့the chin day Okay, let me sing that go me bare in the way ya get on I'm ready to go to the hamu to ye ga kale